global open media ကပထမညတော့ဆယ်အောက်လက်မှတ်တွေပေါ့လက်မှတ်စီရင်ပြီးဒီအနောက်စီဟာဒီဘက်မှာပို့တင်နေတယ်ဒီဘက်စဉ်းစားရတဲ့ဒီအနေနဲ့ဆက်လက်လုပ် program procedure documentation နဲ့တို့တော့ top list ပေါ်လာလို့ရှိပြရမှာနော်မင်္ဂလာပါဗျ ဟုတ်မင်းက အခုရဲ့နေဂျာနဲ့အခုရဲ့နာမည်ကိုမိတ်ဆက်ပေးပါ ဟုတ်ကျွန်တော်နာမည်ကတော့စီမင်းပိုင်ပါခုတက်ရှိအခုတက်နေရတော့အေးစမွန်တော်ရအောင်ဟုတ်ပါ ဟုတ်ကဲ့အခု global open media နဲ့အခုရဲ့ media ဘာပေါ်လဲ global open media ကပထမညမှာတော့ media ရေးစရာမျိုးတွင်နေဒုတိယနေ့မှာ media ရေးရတာဖြစ်ပါတယ်ဒါပေမဲ့ဒီဒုတိယနေ့မှာ media ရေးတဲ့ခါမှာတော့ဒီမိုးသားရောင်စံကွန်းတန်လို့ခေါ်တဲ့ media တစ်ခုပဲရေးလိုက်ရတယ်ပေါ့နော်ဒီနောက်ပိုင်းကျရင်တော့တခြား media တွေရွှေလို့ရအောင်ချက်ပြောရမယ်လို့သိရပါတယ် အခုရဲ့ media ကရေစွန်းမိုးလာရောင်စံဟောက်ပါဆိုတော့ခုနပြောခဲ့တဲ့မိုးလာရောင်စံ content ဆိုတဲ့ media နဲ့နာမည်ချင်းစင်တင်နေလို့နော်အဲ့တော့တင်ရတဲ့အတန်းတွေတင်ရတဲ့ဘာသာတွေတော်တော်များများတူလာတယ် ဟုတ်ကျွန်တော်တို့ media မှာလည်းနည်းပညာဉာဏ်မှုနဲ့ပတ်သက်တဲ့ဗီဒီယိုတွေဖန်တီးရပြီးတော့ global open media မှာလည်းနည်းပညာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေဖန်တီးရဆိုတော့ဟုတ်ဘော်ဒီအရှင်တော့တူရလို့ပြောတာ ဒါဆိုရင်အခုတို့ media မှာအဓိကကိုဘာတွေတင်ရလဲ ဟုတ်အဓိကအဖြစ်ဟိုဒီကိုရီးယားရုပ်ရှင်သမိုင်းတင်ရတယ်။ဟုတ်ချင်း ADO တင်ရတယ်။ digital video editing ပိုင်းအဓိကထားပြီးတော့တင်ရတယ်ပေါ့နော်။ပြီးတော့ဒီ global open media ရဲ့ဒီမွန်းတော့ရန်စံကွန်တက်ပိုင်းပါလေ။ခုနကကျွန်တော်ပြောတဲ့ဒီ media တွေကိုလည်းအဓိကထားပြီးပြင်ရပါ ဒါဆိုရင်အခုနိုင်ငံသားတစ်ယောက်အနေနဲ့ခုနပြောခဲ့တဲ့ဘာသာယူနေရတဲ့အခါမှာအကြီးမားဆုံးကြုံတွေ့ရတဲ့အခက်အခဲအများဖြစ်နေတယ် အဓိကကိုရီးယားဆောင်ပေါ့နော်ကျွန်တော်ကိုရီးယားလိုပဲ90%လောက်ကိုရီးယားလိုပဲတင်တာဆိုတော့ major ကိုတက်ဖို့ဆိုရင်တော့ဒီ topic -3 အထက်ရှိမှရှောက်ဖို့အကြံပေးချင်ပါတယ် ဟိုဒီ major ရှောက်တော့ကဘလူးဆိုင်ဆိုင်ကိုအဓိကထားပြီးပြင်ဆင်နေတယ် ဆိုတော့ကျောင်းရှောက်တော့ကတော့ဆယ်အောက်လက်မှတ်တွေပေါ့လက်မှတ်စီရင်နေဒီအနောက်စီဟာမိဘမှတ်ဖို့တင်နေကတော့အဓိကပေါ့နော်ပြီးတော့ဒီ topic certificate ပါမယ်ဟုတ် topic certificate ချက်ပြရပါတော့ရောပြီးတော့ကျွန်တော်ဒီဘူစန်ဒေမှာပဲ language program တက်ခဲ့ရဆိုဒီဘူစန်ဒေ language program ဒီ procedure documentation နဲ့ဟိုဝင်ရခဲ့ရပါတော့ အခုဒီ major နဲ့ပတ်သက်တဲ့အလုပ်ကိုင်ဖွင့်လန်းနေတဲ့ပတ်သက်ပြီးတော့ဒီနေ့လာပြောပြပေးပါဗျာ ဟုတ်ရိုက်ကူးရေးပိုင်းစိတ်ဝင်စားတဲ့သူတွေအနေနဲ့ကတော့ဒီ major ယူတဲ့လို့အမြင်ပါတယ်ပြီးတော့ဒီ major မှာကျွန်တော်အရှိရ senior တွေဆိုနေတယ်ရိုက်ကူးရေးပိုင်းပေါ့လို့ရှိရင်ရုပ်ရှင်ထုတ်လုပ်ရေးပိုင်းတွေကိုအဓိကသွားကြတယ်ပေါ့နော် ဒီ major ကကျောင်းဝင်ရှောက်တော့ဟို personal statement တွေ study plan တွေရေးခဲ့ရပြီလားဗျာ။ရေးခဲ့ရတယ်ဆိုလို့ရှိရင်ဘာတွေကိုအဓိကထားပြီးတော့ရေးခဲ့ပြပါ ဟုတ်ဒီမှာအဓိကအပြင်တော့ဒီ major ဘာလို့တက်ချင်တာလဲဘာလို့ရှိရင်ဒီ major နဲ့ပတ်သက်ပြီးဘာတွေလုပ်မှာလဲပြီးတော့ဒီ major မှာအစားလေးကိုကိုကဘယ်လိုလိုက်လုပ်မှာလဲနောက်ပိုင်းမှာပြီးတော့ဒီ major နဲ့ပေါ်ရပြီးလို့ရှိရင်ကိုကဘယ်ပိုင်းသွားချင်တာလဲပေါ့နော်ဥပမာအပြင်ကိုရေးပိုင်းသွားမှာလားဒါမှမဟုတ်ရုပ်ရှင်ထုတ်လုပ်ရေးပိုင်းသွားမှာလားပေါ့နော်ဒီလိုဟာတွေကိုအဓိကထားပြီးတော့ရေးခဲ့ရပါဘော ဒါဆိုရင်အခုဌာနမှာတက်နေတဲ့မြန်မာကျောင်းသားတွေရောရှိလားဗျာ ဟုတ်ဌာနမှာတော့ကျွန်တော်ပါဝင်ဆိုနေမြန်မာ2ယောက်တော့ရှိပါတယ်ဟုတ် အခု major မှာနိုင်ငံခြားသားတွေအတွက်ဆိုပြီးတော့တီးတက်ပေးတဲ့ scholarship တွေရှိတယ် ဟုတ်ဒီ scholar ဒီနေ့ကတော့ topic scholar တော့ရှိရပါတော့ GS နဲ့ချက်ပြီးတော့လာလို့ရှိရင်ရပါတယ်ဒီချာ ဒီ major ကိုနောက်လာမယ့် junior ယူ recommend ပေးရမယ်ဆိုလို့ရှိရင် recommend ပေးချင်လားဗျာလိုချက်တွေ recommend ပေးချင်တယ်ပေါ့ ဟုတ်ဒီရုပ်ရှင်ရိုက်ကူးရေးပိုင်းကြီးထုတ်လုပ်ရေးပိုင်းကြီးကိုထုတ်လုပ်ရေးပိုင်းနဲ့ပတ်သက်ပြီးစိတ်ဝင်စားရေးဒီ junior ဆိုရင်တော့ချက်တင်နေမိကြတခုအမှန်ပိုင်းပြီးတော့ဒီမြန်မာနိုင်ငံလာမယ့် junior တွေကိုလည်းကျွန်တော်ကအတက်နိုင်ရုံပြပါပြေးအောင်ပါတယ် အခုလိုအချိန်လေးဒီကြားပဲဒီလိုများတဲ့ပါတယ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်